လွန်ဆိုထုတ်ပေချင်းကနေပေါ်ထွက်လာတဲ့မက်ထရစ်ကြီးညာစာတမ်းအားလုံးပဲမင်္ဂလာပါ။ OK ဘက်ကနေကြိုဆိုပါရစေ။အလွန်ဆိုရီယယ်မက်ထရစ်ကထုတ်ပေလိုက်ပါရီ။နောက်ပိုင်းဘောလုံးသင်းတွေမှာမြင်တွေ့လာတဲ့အတိုင်းပဲကစားသမားတွေနဲ့စင်မပြေဖြစ်တာအနီးစားတာပါပဲ။ကစားသမားတွေကလွန်ဆိုပေါ်ရောက်သွားတဲ့သဘောမျိုးပါ။အလွန်ဆိုရဲ့ကစားဟန်နဲ့ကစားကွက်ကိုကစားသမားတွေကမယုံကြည်တော့တာဆိုတာမျိုးဖြစ်ပါတယ်။ဒါဖြစ်နိုင်နေဆိုတာဟိုးရင်ကလေးကမြင်ခဲ့ကြတဲ့သူတွေအများကြီးပါ။ဘာဖြစ်လို့လဲဆိုတော့ရီယယ်မက်ထရစ်ကကစားသမားတွေကစတားတွေနဲ့အောင်မြင်မှုတွေအများကြီးရထားပြီးသားသူတွေဖြစ်တာကြောင့်တော်ရုံနီးပြကန်နိုင်မှုခက်ပါတယ်။ဒါတော့အလွန်ဆိုကကစားသမားဘဝမှာရောနီးပြဘဝမှာပါတိုင်းတာတစ်ခုတည်းတက်တည်ပြထားပြီးသားပါ။ဒါပေမဲ့ရီယယ်မှာတော့ကစားသမားတွေကသဘောမကျကြပါဘူး။အဓိကအဖြစ်တော့အလွန်ဆိုကကစားပွဲပိုင်းမှာအသေးစိတ်တွေညွှန်ကြားလုံးတာကိုသဘောမကျကြဘူးလို့သတင်းတွေပြန်ထွက်ပါတယ်။ဒါတော့ဗီနီရှက်နဲ့အမ်ဘာဗီတို့စီကနေပို့ပြီးတော့ဖြစ်နိုင်ပါတယ်။သူတို့ကသူတို့ကိုတည်ပြီးတော့လောလောလတ်လတ်ပေးကစားတာကိုပဲလူကျင်ကြတဲ့ပုံစံမျိုးပါ။အလွန်ဆိုစပြီးခန့်လိုက်ပြီးဆိုကြတဲ့ဟာဒီဘိုင်းကိုပဲစိတ်ပူခဲ့ကြတာပါ။အလွန်ဆိုလိုကိုပိုင်ကစားဟန်တဲ့စနစ်ကိုသဘောကျတဲ့သူမျိုးကရီယယ်မှာလှုပ်ဖြစ်ဖို့တော်တော်လေးကိုခက်ပါရီ။ဘာဖြစ်လို့လဲဆိုတော့စနစ်ကိုသွတ်သွင်းဖို့ကတော်တော်ကြီးကိုအချိန်ပေးရပြီးတော့ကစားသမားတွေကစိတ်ပါလက်ပါလိုက်ပါပြောင်းလဲပေးဖို့လိုပါရီ။လီဗာပူးစင်မှာတော့ကစားသမားတွေကသူ့လိုချလိုက်ပါကစားပြီးကြတယ်လို့သူကကစားသမားတွေကိုလွှမ်းမိုးထိန်းချောင်းနိုင်မှုပြဿနာမရှိပေမဲ့ရီယယ်ကစားသမားတွေကဒီလိုမဟုတ်ပါဘူး။ဒါအခုမှလည်းမဟုတ်ပါဘူး။ဟိုးရင်ကရီယယ်ကစားသမားတွေကဒီလိုပါပဲ။အဲ့ဒီပြင်လွန်ဆိုရဲ့နီးစနစ်ကလည်းတော်တော်ကိုစီစီဆက်ဆက်လောက်ရတာမျိုးပါ။ပြင်းပြထန်ထန်ပရက်လုပ်ဖို့လဲလိုသလိုပြေးလွှားပြီးလိုက်ကစားပေးဖို့လဲလိုပါတယ်။အသင်းလိုက်ဖို့ကစားဖို့ဦးစားပေးတဲ့ပုံစံမျိုးပါ။ဒါပေမဲ့ရီယယ်မှာအဲ့လိုပြေးလွှားပြီးကစားဖို့နဲ့ပရက်လုပ်ရမှာမလိုလားတဲ့သူတွေရှိပါတယ်။အထူးသဖြင့်အမ်ဘာပေးပါပဲ။ဗီနီရှက်ကလည်းနောက်ကိုပြန်လိုက်ကူရတာမျိုးသဘောမတွေ့ပါဘူး။ဒီလိုကစားရတာသူတို့ရဲ့စွမ်းရည်တွေကိုကန့်သတ်ထားသလိုဖြစ်နေတယ်လို့ထင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီလိုအခြေအနေမျိုးတွေမှာရီယယ်တို့ကကစားသမားတွေကိုရွေးချယ်လိုက်ပြီးတော့နီးပြကိုပဲစတေးလိုက်ပါရီ။ဒါပဲအသင်းကရွေးချယ်စရာအကောင်းဆုံးဆုံးဖြတ်ချက်လို့လည်းထင်ပါတယ်။ဒီလိုဆိုလိုက်ရင်တချို့ကကျင်နေကြမှာမဟုတ်ပါဘူး။ဒါပေမဲ့အသင်းဘက်ကကြည့်ရင်ဗီနီရှက်တို့အမ်ဘာဘီတို့ရိုဒီတို့ဘယ်လင်ဂန်တို့လိုကစားသမားတွေကိုပြစ်ပယ်ပြီးတော့နီးပြဘက်ကရက်ကြည့်လိုက်တာကစွန့်စားလုံးအားကြမှာပါ။ဒီလိုဈေးရန်ကြီးတဲ့ကစားသမားမျိုးတွေကိုရှာဖွေစုဆောင်းရတာကနီးပြတယောက်ကိုထုတ်ပြီးတော့ပြန်ခန့်တာထက်အများကြီးပိုခက်တာကြောင့်နီးပြဘက်ကခံရတာမတရားသလိုဖြစ်မှန်းသိအောင်မှအသင်းကတော့ကစားသမားတွေဘက်ကိုပဲရက်မှာပါဒါပဲရီယာထုတ်ပြန်လိုက်တဲ့ကျင်းညာစာတမ်းပါပဲနောက်လာမယ့်နီးပြတွေကကစားသမားတွေနဲ့အဆင်ပြေအောင်နေတာကပိုအရေးကြီးပြီးတော့ကစားသမားတွေကစားကျင်တဲ့ပုံစံတိုင်းပြီးကစားမှာရေရှည်ယာရူးမြင်းမိတ်ဆိုတဲ့သတင်းအချက်လက်ကိုဖြန့်ဝေလိုက်တာပါဒါကိုမကြိုက်ရင်စောကရေကယာရူးလက်မခံရုံပဲရှိမှာပေါ့လာရင်တော့ဒါကိုလက်ကိုခံရတော့မယ့်သဘောပါပဲ